ကိုရီးယားနိုင်ငံဘူဆန်မြို့ရဲ့ခက်အေးအေးညတခုရက်ခွက်တစ်ခုမှာလမ်းကြားတစ်ခုကနေကွက်ပြီးရဲရေဒီယိုသံတွေစူညံအော်ဟစ်တန်တွေနဲ့ပြင်နေခဲ့တယ်။ backup တွေရောက်တော့မယ်ဆရာကြီးအချိန်10မိနစ်အတွင်းရောက်မယ်ဆိုပြီးတော့ကြားလိုက်ရပေမဲ့စုံတော့ဂျေကအဲ့ဒီ10မိနစ်ဆိုတာကိုစောင့်လို့မရနိုင်ဘူး။လူတွေရဲ့အသက်တွေကအန်ဒီရရှိနေပြီးဒါကြောင့်ငါတယောက်တည်းဝင်မယ်ကွာမင်းကဒီကောင်ထွက်ပြေးလို့မရအောင်အပေါက်ကိုစောင့်နေခဲ့လို့ကြောပေးထွက်သွားလိုက်ရင်ရိုကီလေးကိုမာခဲ့လိုက်တယ်။ရန်သူကရဲတပ်သားတယောက်နဲ့မိသားစုတစ်ခုလုံးကိုတပ်ပစ်ခဲ့တဲ့လူပဲဒါကြောင့်မြင်တာနဲ့ပြစ်ခွင့်ရှိတယ်။ပြစ်ဆိုပြီးတော့လဲအော်ဟစ်မာခဲ့လိုက်သေးတယ်။ဒါပေမဲ့ခြေလန်း3လမ်းလောက်ပြေးအပြီးမှာနောက်ကျောကနေပြီးတော့ထူးဆန်းတဲ့ကြောချမ်းစရာရေတံတစ်ခုကထွက်လာတယ်။ရိုကီလေးရဲ့တနက်ကလည်းဖုတ်ဆိုမြေပြင်ပေါ်ကိုပြုတ်ကျသွားတယ်။ဂျေလဲကြောက်လန့်ပြီးတော့လှည့်ကြည့်လိုက်တဲ့အခါဂျိုကာကြီးဒီရဲသားအစ်စ်ကလေးရဲ့လေပင်ကိုတကောက်ကြီးတစ်ခုနဲ့တိတ်ချိန်ထားပြီးဖြစ်ကြောင်းကိုတွေးလိုက်ရပါတယ်။လက်နက်ကိုခြားထားစမ်းမဟုတ်ရင်ပြစ်မာတော့လို့စုံတောက်ကအော်ဟစ်တတိပေးလိုက်ပေမဲ့ရန်သူကတော့ရီမြဲရီနေပါတယ်။ဒါကြောင့်ထပ်မံပြီးမင်းကောင်းမွန်စွာပြုမှုမယ်ဆိုရင်စင်ချင်းတုံတရားရှိသေးတယ်ဆိုရင်တော့မိနိုင်သေးတယ်လက်နက်ကိုချပါရဲသားကိုလွတ်ပေးလိုက်ပါဆိုပြီးတော့အော်ပြောလိုက်ပါသေးတယ်။ဒါပေမဲ့ဂျိုကာကခြောက်ချားစရာအတန်ကြီးနဲ့ Oh please နေစမ်းမှာစုံတော့ရငါရဲ့ရုပ်ကစင်ချင်းတုံတရားရနေတဲ့ရုပ်များပေါက်နေလို့လားလို့မေးလိုက်ရင်လေပင်ကိုဖြတ်ချတပ်ပစ်လိုက်ပါတယ်။ရဲကြီးကအိယာကနေပြီးတော့အော်ဟစ်လန်နိုးလာခဲ့ပါတယ်။အဲ့ဒီအဖြစ်အပျက်ပြီးတဲ့ကသူကဒီအိမ်မက်ကိုပဲညာတိုင်းကိုမှတ်နေခဲ့တာသူ့ကို6လန့်နေခဲ့တာသူရဲ့မိန်းမဖြစ်သူကတော့အရင်ကဆိုရင်အမြဲတမ်းယောက်ျားရဲ့အဆင်ပြေသွားမှာဆိုပြီးတော့ညာတိုင်းဘေးကနေပြီးတော့ထိုင်ပြောပြပေးတတ်ပေမဲ့တကယ်တမ်းဘာမှအဆင်မပြေသွားခဲ့ဘူး။အဲ့ဒီစကားတွေကအသုံးမဝင်ခဲ့ဘူးဆိုတာကိုသူမကမသိခဲ့ဘူး။ပိုပြီးဆိုတာကအဲ့ဒီအိမ်မက်တွေဟာအစာပဲရှိသေးတယ်ဆိုတာကိုတော့သူမလုံးဝမသိခဲ့ရှာဘူးဆိုပြီးလက်ရှိအချိန်ခက်မောင်မောင်အခန်းတစ်ခုထဲမှာဂျေကစလိတ်တလိတ်ကိုဖွာရင်သူရဲ့စိတ်ကူးစရာဝင်ကိုပြောပြနေတယ်ဆိုတာမြင်လိုက်ရပါတယ်။တကယ်လဲအဲ့ဒါကအစဖြစ်ခဲ့တာပါ။အဲ့ဒီဂျိုကာဖြစ်ရဲ့အပြီးမှာတွေကမြို့အနှံ့မှာနိုင်ငံအနှံ့မှာဂျိုကာတွေယူနန်းသူတွေအများအများကပေါ်ပေါက်လာတယ်။တချို့ကကလပ်တဲမှာရှိနေတဲ့လူတွေအကုန်ကိုအစိမ့်ငွေတုံးပြီးတော့တပ်ပစ်ခဲ့တယ်။အချို့ကျတော့ရန်ကားချင်ယုံဖြက်စီးချင်ယုံတသက်ပဲ။အချို့ကကျတော့တော်တော်ကြီးကိုကျွန်းထွက်ကုန်တဲ့ရက်ကွက်တစ်ခုလုံးကိုဖွာထားတဲ့လက်နက်တွေအသုံးပြုပြီးအုံလိုက်ကျင်းလိုက်ကြီးတပ်ပစ်ခဲ့တယ်။ဂျေကကိုရီးယားရဲတပ်ဖွဲ့မှာဒီအမှုတွေကိုဦးစီးပြီးတော့ကန်ရတဲ့ထိတ်တန်းအရာရှိတယောက်ဖြစ်လာခဲ့ပါပြီ။ဒါပေမဲ့ဘာလို့ဂျိုကာလဲဂေါ်တမ်မြို့နဲ့မိုင်ပေါင်းထောင်နဲ့တောင်းနဲ့ချီပြီးတော့ဝေးတဲ့နေရာတစ်ခုမှာဂျိုကာတွေကဘာလို့ပေါက်ဖွာလာနေတာလဲဆိုတာကသူ့အတွက်အကြီးမားဆုံး mystery ကြီးတစ်ခုစမ်းကြယ်မှုကြီးတစ်ခုဖြစ်နေခဲ့တယ်။အခုလည်းမြို့အလဲကောင်ဘတ်စကားတစ်ခုကိုဘုံနေထောင်ထားပြီးတော့ထိန်းချုပ်ထားတဲ့ဆိုတဲ့ဂျိုကာတယောက်ပေါ်လာပြန်တဲ့အခါသူကတနက်ဆွဲကင်ပြီးတော့ပြေးထွက်လာရပြန်တယ်။လမ်းတစ်လျှောက်မှာဂျေကတရခန်ရဲ့နောက်ကျောင်းတွေရာဇဝင်တွေကိုဖတ်ရှုကြည့်တယ်။ဒါပေမဲ့ဘာမှကိုပေါ်မလာဘူး။ငနဲကလူသက်သမားလည်းမဟုတ်ဘူးခိုးဆိုးလူနိုင်လည်းမဟုတ်ဘူးပြဿနာရှာတတ်သူလည်းမဟုတ်ဘူး။ဘာကြောင့်ရုတ်တရက်ကြီးထားဖောက်သွားတာလဲဘာလို့ဂျိုကာတယောက်ပုံစံပြောင်းလဲသွားတယ်ဆိုတာကိုနားမလည်နိုင်ဘူးဖြစ်နေရပါတယ်။ဒီကောင်မှမဟုတ်ဘူးဂျိုကာတိုင်းကလည်းအခုလိုတွေကြီးပဲဒါကြောင့်စုံတောက်လုံနိုင်တာဆိုလို့သူတို့ကိုစကားပြောကြည့်ဖို့အဖြေရှာကြည့်ဖို့အတွက်ပဲရှိတော့တယ်။အလုပ်တော့မဖြစ်လာပါဘူးဒါပေမဲ့အရှုံးပေးလက်လျှော့လိုက်လို့မှလည်းမရတာလို့သူကစိတ်ကူးစရာဝင်ကိုပြောပြနေပါတယ်။ဒါကြောင့် loudspeaker တစ်ခုနဲ့ဘယ်သူမှအနာတရားဖြစ်ဖို့မလိုဘူးမင်းလိုချင်တာကိုပြောပါဖြစ်အောင်လုပ်ပေးမယ်ဆိုပြီးတော့ညှိနှိုင်းဖို့အတွက်ခြေကကြိုးစားတယ်။ကားထက်မှာခြေပေါ်ခြေစင်းထိုင်နေတဲ့ငနဲကတော့တိတ်ပြီးတော့ဂယူးမဆိုင်လာပါဘူး။ငါဘာလိုချင်လဲဆိုတာကိုဘာလို့ဂယူးဆိုင်နေသေးတာလဲကွာမင်းကနားလဲမှလည်းမဟုတ်ဘူးပြီးတော့မင်းကငါတို့လူကောင်တွေနဲ့စကားပြောချင်တဲ့ကောင်ဆိုတော့မင်းမှာစိတ်ကူးစရာဝင်ကောင်းကောင်းရှိမှဖြစ်မယ်ဆိုပြီးတော့စာနောက်နေပြန်ပါတယ်။အပြီးမှာအယူကတစုံတရာကိုတဘောပေါက်သွားတဲ့ပုံစံနဲ့နေစမ်းမအောင်မင်းကငါသိပါတယ်ငါတို့အားလုံးကမင်းကိုသိကြတယ်မင်းက clown whisperer မင်းကလူပြက်တွေနဲ့စကားပြောသူပဲဆိုပြီးတော့အော်ပြောလိုက်တဲ့အခါဂျေးတယောက်အနှဲငယ်ကြောင်ကြောက်လန့်သွားရတယ်။ဟုတ်တယ်သူလိုမျိုးရဲတယောက်ကတော့ဘာမှနောက်ကျောင်းရှာမရတဲ့အယူတွေကသူ့ကိုသိနေကြတယ်။သူဘယ်သူလဲသိနေကြတယ်ဆိုတာကအလွန်ကိုယူနန်းစရာကောင်းတယ်။သူတို့အကောင်ကငါ့ကိုသိနေကြတယ်ကွာဆိုပြီးစိတ်ကူးစရာဝင်ကိုအယူတယောက်လိုပြောပြနေမိပါတယ်။သူအရှိမထိုင်နေတဲ့စိတ်ကူးစရာဝင်ကလည်းမလုံးမရှက်ကိုနားထောင်နေတယ်။ဂျိုကာကောင်ကဆက်ပြီးတိတ်ပြီးတော့လဲကြောင်မနေပါနဲ့ဂျေရီမင်းကငါတို့တွေကအချို့ဆိုရင်ဂျိုကာတွေကိုလိုက်ရှင်းတဲ့စကားပြောတဲ့ဘတ်မန်ဆိုပြီးတော့မှခေါ်နေကြတာ။ဒါအပြင်ဘတ်မန်လိုတော့မှမင်းကမျက်နှာဖုံးဝင်မထားဘူးနော်။အခုလိုငါတို့ကြားမှာပေါ်ပေါ်တင်တင်ဖြစ်နေတာကိုမင်းမကြောက်ဘူးလားဆိုပြီးတော့မေးလိုက်တဲ့အခါဂျေကအလွန်ပဲပောက်ကွဲသွားတယ်။မင်းကငါ့ကိုချင်းချောက်တာလားမင်းကငါကကြောက်ရမှာလားမင်းတို့တွေကတတိမရှိလို့မျက်နှာဖုံးတစ်ခုအောက်မှာနာမည်တစ်ခုအောက်မှာပုံပြီးတော့မကောင်းတာတွေလုပ်နေကြတာဆိုပြီးအော်ပြောလိုက်တဲ့အခါဒီတစ်ခေါက်အယူကလည်းသူ့ကိုကျွတ်တက်ပြန်တယ်။သူကြုံတွေ့ခဲ့ရသမျှအယူတိုင်းကလည်းအဆုံးသက်ဆိုရင်အခုလိုပဲပြောသွားကြတယ်။အိုးစုံတော်ကြီးရေမင်းနားလဲမှာကိုမဟုတ်ပါဘူးဒါပေမဲ့မင်းနားလဲတော့မှလို့ပြောလိုက်ရင်လက်က
ခလုတ်တစ်ခုကိုဖြတ်နှိပ်ပစ်လိုက်ပါတယ်ကားကြီးတစ်ခုလုံးကဂျိုကာကပါလာသမျှလူတွေကရဲတွေကအမြောက်အများကပောက်ကွဲမှုမှာတေဆုံးသွားခဲ့ရပါတယ်အဲဒီကိစ္စအပြီးနောက်နေ့မနက်မှာပဲဂျေကအထက်လူစီကိုသွားပြီးတော့နှုတ်ထွက်စာကိုတင်ခဲ့တယ်သူကကြောက်လဲကြောက်သွားတယ်ဒီဂျိုကာတွေသူ့ကိုသိနေကြတယ်ဆိုတာကအန်ဒီရဲ့များလွန်းနေသူဘယ်မှာနေလဲဆိုတာအထီးကိုသိဖို့အတွက်တော့မဖြစ်နိုင်ပေမဲ့ဂျေကရင်ပစ်လိုက်လို့မရဘူးသူမှချေးရသူဘိုက်ကြီးတဲ့မိန်းမနဲ့မွေးလာတော့မဲ့ကလေးတို့ရှိနေကြတယ်ဒါကြောင့်ဒီအရာကြီးတွေကနေပြီးတော့သူထွက်ပြေးဖို့အတွက်လိုအပ်နေပြီးအချိန်တစ်ခုစာလောက်သူကအရက်တွေဆေးတွေမချဘဲနဲ့မအိပ်နိုင်သည့်အထိဖြစ်သွားခဲ့တယ်သူကိုယ်တည်းကလူပြက်စိုက်ကိုတကောင်ကအချိန်မရွေးထားထွက်လာနိုင်တဲ့ဆိုတာမျိုးခံစားလိုက်ရတယ်ပြီးတော့စိတ်တော့မရှိနဲ့ဗျာစိတ်ကူးဆရာဝန်လာတွေ့တာကလည်းဘာမှကိုမထူးပါဘူးအလုံးမပြစ်ဘူးဆိုပြီးတော့စိတ်ကူးဆရာဝန်ကိုပြောပြနေတယ်ဒါပေမဲ့ဆရာဝန်ပေးတဲ့ဆေးတွေကတော့သူ့ကိုညာဘက်တွေမှာအိပ်ပျော်စေနိုင်ဖို့အတွက်ကူညီပေးခဲ့တယ်ကူညီလွန်းနေပဲပြောရမလားတညမှာဆိုရင်သူကအိမ်မမသိတကယ်မှမသိညာကြီးအချိန်မတော်တကားဝကဘဲမိတန်ကြောင့်နှိုးထားလာခဲ့တယ်သူနိုးတဲ့အချိန်မှာအိယာထဲမှာသူ့ရဲ့မိန်းမကမရှိတော့ဘူးသူ့ရဲ့မိန်းမကတကားကိုတော့မှတွားဖွင့်ပေးပြီးနေပြီးသူအိတ်ခမ်းတကားဝကိုရောက်တဲ့အခါမှာအိမ်ထဲကိုဂျိုကာမျက်နှာဖုံးနဲ့အယူတယောက်ကရောင်းနေခဲ့ပြီဆိုတာကိုတွေ့လိုက်ရတယ်တို့သူကဂျေးအရှိမှာပဲသူ့ရဲ့မိန်းမနဲ့ခလေးကိုဓာတ်နဲ့ထိုးပြီးတော့တပ်ပစ်လိုက်ပါတယ်မဖြစ်ရဘူးဂျေးကအော်ဟေးနဲ့ပြေးပြီးတော့တိုက်ခိုက်တဲ့နှစ်ယောက်သားနှစ်ပန်းလုံးကြတဲ့အယူကောင်ရဲ့မျက်နှာဖုံးကိုဆွဲချွတ်နိုင်ခဲ့တယ်ဂျေးကိုယ်တိုင်လည်းမျက်နှာကိုလန့်ဖြတ်ခုတ်တာကိုခံလိုက်ရပါတယ်ဂျေးလန့်ကြည့်လိုက်တော့ထိုသူကအခြားသူမဟုတ်ဘူးစိတ်ကူးဆရာဝန်လေးလုံးကိုယ်တိုင်ပဲဖြစ်နေတယ်ဆိုတာကိုသူရဲ့မျက်မှန်အဝိုင်းကြီးတွေအရာသိလိုက်ရပါတယ်သူကဂျေးရဲ့ဘိုက်ကိုပါဓာတ်နဲ့ထိုးပြီးတော့အလောင်းတွေကိုထားခဲ့ပြီးတော့တိုက်ခန်းထဲကနေပြီးတော့ပြေးထွက်သွားလိုက်ပါတယ်ဖြစ်ချင်တော့စိတ်ကူးဆရာဝန်သည်ဂျေးလာပြီးတော့ပျော်ပြနေတဲ့ဇလန်းတွေကိုနားထောင်ပြီးယူနန်းသွားခဲ့တာပါဒါကြောင့်သူစီမာသာရှိတဲ့စုံတောက်ရဲ့လိပ်စာကိုအသုံးပြုပြီးတော့အိမ်အထိလာပြီးတော့တက်ပစ်သွားခဲ့ခြင်းလည်းဖြစ်ပါတယ်ဒါပေမဲ့ဇလန်းကဒီမှာမဆုံးသွားဘူးဇလန်းကဒီမှာစတင်ခဲ့တာဖြစ်နေတယ်ဂျေဒီပြစ္ဆုတ်ပံအချိန်မှာစိတ်ကူးဆရာဝန်နဲ့စကားပြောနေခြင်းဆက်ရှင်ကိုရပ်တန့်ပစ်လိုက်တယ်ငါနားလဲသွားပြီဆရာကြီးမင်းကြောင့်ပဲနားလဲသွားခဲ့တာတကယ်တော့ဘယ်တော့မှဂျိုကာ copycat တွေဆိုတာဂျိုကာကိုလိုက်တူတဲ့လူတွေဆိုတာမရှိခဲ့ဘူးဘာလို့လဲဆိုတော့ဂျိုကာဆိုတာကလူတစ်ယောက်မဟုတ်ဘူး idea တစ်ခုပဲအတွေးအခေါ်နေထိုင်မှုတစ်ခုပဲဖြစ်တယ်ကဲအခုပြုံးပြလိုက်ပါအောင်လို့ပြောလိုက်ရင်ဂျေကိုရိုင်းဒီအဲ့ဒီ idea ကိုလက်ခံတဲ့ဂျိုကာတယောက်ဖြစ်သွားပြီးစိတ်ကူးဆရာဝန်ကိုပြန်လာပြီးတော့တပ်ပစ်လိုက်ပြီးဆိုတာကိုပြရင် comic ကိုအဆုံးသတ်သွားခဲ့ပါတယ်တကယ်တော့ဟိုအစမှာတဲ့ကပထမအဦးဆုံးစာမျက်နှာမှာတဲ့ကစိတ်ကူးဆရာဝန်ကတေပြီးနေခဲ့ပြီးစာရေးဆရာသည်ပြစ္ဆုတ်ပံကာလနဲ့အတိတ်ကာလကိုအယောင်နှမျိုးခွဲပြီးတော့ရွေးဆွဲပြခဲ့တယ်အဝါရောင်ဝမ်းပြတဲ့အယောင်ကအတိတ်ကိုပြတာပါအပြရောင်အေးဆက်တဲ့အယောင်ကတော့လက်ရှိကာလကိုပြခြင်းဖြစ်ပါတယ်ဂျေဒီဒီတစ်ချောင်းလုံးမှာပြောပြနေခဲ့တာဒီအားလုံးကသူတက်ပစ်ထားတဲ့ဆရာဝန်ကိုအယူတကောင်လိုမျိုးပြောပြနေတာဖြစ်ကြောင်းသူကိုယ်တိုင်ကကျိုးပြတ်သွားတဲ့ဂျိုကာဝါဒီအယူတယောက်ဖြစ်သွားပြီဆိုတာကိုပြရင်သူဒီအခုမှတော့ဂျိုကာတွေမသေးခင်မှာပြောသွားကြတဲ့မင်းနားမလဲပါဘူးဆိုတာကိုနားလဲသွားပြီဆိုတာကိုပြရင် comic ကိုအဆုံးသတ်သွားခဲ့ပါတယ်။ဆောက်ရန်ကိုမိုက်တဲ့ psychological crime thriller horror ဇလန်တစ်ပုဒ်လည်းဖြစ်ပါတယ်။မိတ်ဆွေတို့အားလုံးလည်းသဘောကျလိမ့်မယ်လို့ထင်ပါတယ်။ဗီဒီယိုကိုဒီအချိန်အထိကြည့်ပေးနေကြသူတယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်။